ကမ္ဘာပေါ်မှာအေးဆုံးနေရာကဘယ်နိုင်ငံမှာရှိသလဲမြန်မာခရိုင်မှာစာလုံးစုစုပေါင်းဘယ်နှလုံးရှိသလဲလေထဲမှာအများဆုံးပါဝင်သောဓာတ်ငွေ့ကဘယ်ဟာလဲလေယာဉ်များဟာအမြင့်သို့တက်နိုင်ခြင်း၏အကြောင်းရင်းကဘာလဲ